August လ4ရက်နေ့အတွက်နောက်ဆုံးရအာကစားသတင်းတူများအားလုံးပဲမင်္ဂလာပါအခုဗီဒီယိုလေးမှာတော့ဒီနေ့ August လ4ရက်နေ့အတွက်အာကစားသတင်းတူလေးတွေ9ပုဒ်ကိုရွေးချယ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးတစ်ပုဒ်ကတော့ Tottenham Hotspur အသင်းကတော့လီဗာပူးအသင်းရဲ့တောင်ပန်ကစားသမားဖြစ်တဲ့ Ori Gakpo ကိုခေါ်ယူဖို့အတွက်ဒီအပိုင်းမှာဆွေးနွေးမှုတွေပြုလုပ်တော့မယ်ဆိုပြီးတော့ဖော်ပြလာပါတယ်ကျွန်တော်တို့စပါးနဲ့ Ori Gakpo ကြားထဲမှာပုံကိုရေးအရာသဘောတူညီမှုတွေကျွန်တော်တို့တချို့ရရှိထားပြီးတော့လီဗာပူးအသင်းကလည်း Tottenham Hotspur အသင်းကသာတေးတင်းနဲ့ပြောင်းရွှေ့ခြင်းနဲ့ကျွန်တော်ကမ်းလှမ်းလာမယ်ဆိုလို့ရှိရင်လက်ခံသွားဖို့ရှိတယ်ဆိုပြီးတော့လည်းဖော်ပြလာပါတယ်ဆိုတော့ Ori Gakpo အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ Ori Gakpo လို့ကစားသမားကကျွန်တော်ကလပ်အသင်းနဲ့နိုင်ငံအသင်းမှာကစားတာချင်းတော့ကျွန်တော်ခြေစွမ်းကကျွန်တော်မတူတဲ့ကစားသမားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့နိုင်ငံအသင်းကျွန်တော်နယ်သာလန်မှာဆိုလို့ရှိရင် Ori Gakpo ဆိုတာကတော်တော်ကောင်းတဲ့ကစားသမားမျိုးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ကလပ်အသင်းလီဗာပူးအသင်းမှာကစားတာကြည့်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ခြေစွမ်းကကျွန်တော်မငိမ့်တဲ့ကစားသမားတစ်ယောက်လို့ပြောရမှာဖြစ်တယ်ပေါ့နော်ကောင်းတဲ့ပွဲတွေလည်းရှိပါတယ်ကောင်းပြီဆိုလို့ရှိရင်လည်းဒီကစားသမားကတော်တော်လေးကမှကောင်းတာမကောင်းဆိုလို့ရှိရင်လည်းဂိုးပေါက်ကိုတေးကန်တာတော့ကျွန်တော်မဝင်တဲ့ကစားသမားမျိုးပေါ့နော်နောက်တဲ့သတင်းဘောကတော့ PSG နဲ့လီဗာပူးကလပ်အသင်းနှစ်ခုကြားထဲမှာတော့ဘာကိုလာကြီးပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီးတော့တရားဝင်ဆက်သွယ်ခြင်းမရှိသေးဘူးဆိုပြီးတော့ဖော်ပြလာပါတယ်ဆိုတော့လီဗာပူးအသင်းကတော့ဘာကိုလာကိုသဘောကျနေတော့လဲ PSG ဘက်ကပေါင်145တန်းအထိပြောင်းရွှေ့ခြင်းကိုတောင်းဆိုနေတာဖြစ်တဲ့အတွက်ကြောင့်ညှိနှိုင်းမှုမစတင်ရသေးကြောင်းသိရပါတယ်ဆိုတော့ဘာကိုလာကိုတိုင်းက PSG မှာသူ့ရဲ့ကျွန်တော်အနာဂတ်ကကျွန်တော်မရှိတော့တာဖြစ်တဲ့အတွက်ကျွန်တော်အင်္ဂလန်မြေတို့သူ့အနေနဲ့ပြောင်းရွှေ့ကစားခြင်းနေပေါ့နော်ဆိုတော့လီဗာပူးအနေနဲ့ကလည်း PSG တတ်မှတ်ထားတဲ့ပြောင်းရွှေ့ခြင်းကိုရှော့ချပေးဖို့အတွက်ဆွေးနွေးသွားမယ်ဆိုပြီးတော့ဖော်ပြထားပါတယ်ဆိုတော့ဒီသတင်းအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အနည်းငယ်ပြောရမယ်ဆိုလို့ရှိရင်တော့ဘာကိုလာအနေနဲ့ကျွန်တော်တသိန်းသိန်းကိုဒီကစားသမားအနေနဲ့ပြောင်းရွှေ့တာကလည်းကျွန်တော်မလုံးလို့ပြောရမှာဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် PSG မှာကကျွန်တော်ဘာကိုလာအတွက်ကျွန်တော်အဓိကနေရာကျွန်တော်တိတ်ပြီးတော့သူ့အတွက်မရှိတလောက်ရှိတယ်ပေါ့ဗျာ PSG မှာဆိုလို့ရှိရင်ကျွန်တော်တို့သူ့ထက်ကျွန်တော်စီနီယာကျတဲ့ကစားသမားတွေရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဘာကိုလာအနေနဲ့ကျွန်တော်တို့PSG ဘက်ကသာသူ့ရဲ့ပြောင်းရွှေ့ခြင်းကိုအနည်းငယ်ရှော့ချမယ်ဆိုလို့ရှိရင်ဘာကိုလာအနေနဲ့လီဗာပူးအသင်းနဲ့ကျွန်တော်တို့သဘောတူညီမှုရမှာဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တဲ့သတင်းပုံကတော့ကျွန်တော်တို့မေဂျာလိကကျွန်တော်တို့အခုဘောလုံးရာသီအကုန်မှာကျွန်တော်6လခန့်ရနာထားပြီးတော့အဆိုပါကာလအတွင်းမှာအထူးပြိုင်ပွဲတစ်ခုကိုကြီးပဖို့စီစဉ်နေတယ်ဆိုပြီးတော့သတင်းတွေမှာဖော်ပြထားပါတယ်ဆိုတော့အကြောင်းရင်းကတော့သူတို့လိရဲ့ကျွန်တော်တို့ဘောလုံးရာသီကိုဥရောပဘောလုံးပြက်ကလေးနဲ့ကိုက်ညီမှုရှိအောင်ချိန်ကြီးမှုပဲဖြစ်ပါတယ်ဆိုတော့မေဂျာလိဘောလုံးရာသီတွေကတော့ကျွန်တော်ဖေဖော်ဝါရီလမှာပြန်လည်စတင်ပြီးတော့နိုဝင်ဘာလမှာပုံမှန်အမှတ်ပေးပွဲစဉ်တွေပြီးဆုံးကဒီဇင်ဘာလထဲမှာမေဂျာလိဖလားပွဲကိုရှင်မယ်ကစားကြတယ်ပဲဖြစ်ပါတယ်ဒါပေမဲ့လာမယ့်ဘောလုံးရာသီတွေကစပြီးတော့ဥရောပဖုတ်ဘောကလင်နာအတိုင်းကျင်းပဖို့ဆုံးဖြတ်လိုက်ကြပါပြီဆိုတော့ဒါကကျွန်တော်တို့မေဂျာလိပြိုင်ပွဲသမိုင်းမှာအကြီးမားဆုံးပြောင်းလဲမှုတွေကတစ်ခုဖြစ်လာပြီပေါ့နော်ဒီလိုပြုလုပ်ခြင်းအပြင်ကစားသမားအပြောင်းရွှေ့တွေဥရောပကလပ်တွေရဲ့အလက်ချိန်တွေမှာခြေစမ်းပွဲကစားတာမျိုးတွေကိုမေဂျာလိအသင်းတွေလည်းလာမယ့်ရာသီတွေမှာပြုလုပ်နိုင်တော့မှာပဲဖြစ်ပါတယ်နောက်တဲ့သတင်းတစ်ပုဒ်ကတော့ကိုမိုအသေးကတော့အသက်28နှစ်အရွယ်ရှိပြီဖြစ်တဲ့ချက်စီနောက်ကန်ကစားသမားဖြစ်တဲ့ချာလိုဘာကိုခေါ်ယူဖို့အတွက်ချက်စီအသင်းနဲ့သဘောတူညီမှုရရှိခဲ့ပါပြီဆိုတော့ပြောင်းရွှေ့ကြေးကတော့ယူရိုတန်း30ဖြစ်ပြီးတော့အပိုစုကြေး6တန်းလဲပါဝင်ခဲ့ပါတယ်ဆိုတော့ဒီပြောင်းရွှေ့ရထူးခြားတဲ့အချက်ကဘာလဲဆိုတော့ကိုမိုအသင်းကသာကျွန်တော်လာမယ့်အနာဂတ်မှာချာလိုဘာကိုပြန်လဲရောင်းချခဲ့မယ်ဆိုလို့ရှိရင်ရရှိတဲ့အကျိုးအမြတ်ထက်ကချက်စီအသင်းကိုအကျိုးခံစား권ပေးရမယ်ဆိုတော့ကျွန်တော်အချက်တစ်ချက်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ချက်စီအသင်းအတွက်ကျွန်တော်ခံစစ်ပိုင်းတွေမှာနည်းနည်းလေးတော့ကျွန်တော်အားနည်းချက်ရှိသွားမယ်လို့ပြောချင်တာပေါ့နော်ချက်စီကစားသမားတွေကလည်းဒီချာလိုဘာကကျွန်တော်ကိုမိုသေးကိုပြောင်းရွှေ့သွားတာဖြစ်တဲ့အတွက်တချို့ချက်စီပရိသတ်တွေဆိုစိတ်ထဲတော့မကောင်းကြဘူးပေါ့နော်ဆိုတော့ချာလိုဘာအနေနဲ့ကျွန်တော်ချက်စီခံစစ်ပိုင်းမှာဆိုလို့ရှိရင်တော်တော်အားကိုးရတဲ့ကျွန်တော်နောက်ခံကစားသမားတစ်ယောက်ဖြစ်တယ်ပေါ့နော်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဘာစီလိုနာအသင်းကတော့ဂျူနီယာအေဗာရက်ရဲ့ပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီးတော့နောက်ဆုတ်ဖို့အစီအစဉ်လည်းမရှိတယ်လို့ထပ်တိုးပေးဖို့လည်းရည်ရွယ်ထားခြင်းမရှိပါဘူးဂျူနီယာအေဗာရက်အတွက်ဘာစီလိုနာရဲ့ကမ်းလှမ်းမှုတွေကပြောင်းလဲမှုမရှိဘဲဆက်လက်ရှိနေပါတယ်ဆိုတော့အသင်းမှာအခြားအရန်ပြစ်မှတ်စင်းမရှိပါဘူးလို့သတင်းအရင်းမြစ်တွေကဆိုပြလာပါတယ်ဆိုတော့ဂျူနီယာအေဗာရက်ကကျွန်တော်တို့အသင်းရဲ့တဦးသီးတော့ကျွန်တော်ပြစ်မှတ်တိုက်စစ်ကစားသမားတဦးပဲဖြစ်ကြောင်းကိုလည်းသတင်းတွေမှာဖော်ပြထားပါတယ်ဆိုတော့ဘာစီလိုနာအသင်းကတော့ဂျူနီယာအေဗာရက်စီကကျွန်တော်လူသိရှင်ညာကြီးညာချက်ထုတ်ဖို့စောင့်ဆိုင်နေတာမဟုတ်ပါဘူးသူအလိုက်ရဲ့ခရီးကနေပြန်လာတဲ့အခါအက်တလက်တီကိုမက်ဒရစ်ရဲ့သဘောထားပြောင်းလဲသွားအောင်သူကိုယ်တိုင်စီးရုံနိုင်ပေးဖို့ကကလပ်အသင်းကမျှော်လင့်ထားနေတယ်ဆိုပြီးတော့လည်းဖော်ပြထားပါတယ်ဆိုတော့ဘာစီလိုနာအသင်းကတော့ဂျူနီယာအေဗာရက်ကိုကူးလက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်တို့တကယ်ကိုပြစ်မှတ်ထားနေပြီပေါ့နော်ဆိုတော့ဂျူနီယာအေဗာရက်ကလည်းဘာစီလိုနာအသင်းကိုကျွန်တော်တို့ပြောင်းရွှေ့ခြင်းနဲ့ပေါ့နော်ဒါပေမဲ့ကျွန်တော်အက်တလက်တီကိုမက်ဒရစ်ဘက်ကဘလို့မှကိုဒီကစားသမားကိုမရောင်းဘူးပေါ့နော်ဆိုတော့တကယ်ကျွန်တော်တို့ဘယ်လိုခေါ်မလဲကစားသမားနဲ့ကျွန်တော်ဘာစီလိုနာအသင်း
ကကျွန်တော်သဘောတူညီမှုအရာရရှိခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အတလက်ကိုမတ်ထွေဘက်ကပြောင်းရွှေ့ကြီးကိုထင်ထားတာတဲ့ပို့ပြီးတော့ကျွန်တော်တတ်မှတ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီသတင်းအကြောင်းအရာလေးတွေကတော့ဒီနေ့ဩဂတ်စ်လ4ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့အာသာသတင်းတို့၅ပုဒ်ပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတယောက်ရှိစီတိုင်းကိုကျေးဇူးတင်ကြောင်းပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာရန်နာကြပါတယ်